အားလုံးတို့တကွထိုင်ရအောင်ခုလိုကြိုဆိုပေးတဲ့အတွက်လည်းထိုပဲကြည်တင်ကြောင်းဥစွာပြောလိုပါတယ်ဒီကနေ့ညဟာဆိုလို့ရှိရင်အင်မတန်မှထူးဆန်းတဲ့ညတစ်ညဖြစ်ပါတယ်ကျွန်တော်ပြေးမလို့ပါပဲပြင်းလေဒီမှာပဲပြန်ထိုင်ရမှာဆိုတော့မထူးတော့ဘူးဆိုပြီးတော့မှကျွန်တော်လိုက်ခံလာတာဖြစ်ပါတယ်အခုလိုရှေ့စွာအချင်းကောင်းပြင်ဆင်ပေးတဲ့ဖခင်နာမတော်ကိုချီးမွမ်းတယ်လို့ကျွန်တော်ဒီနေရာမှာနှုတ်ကပတ်တော်အဖြစ်တည်ခံနိုင်ဖို့ရန်အတွက်စီစဉ်ပေးတဲ့လူငယ်ခေါင်းဆောင်မလူငယ်မတော်ဝင်ရှိသူအားလုံးအပေါ်မှာလည်းထူပဲကြည်တင်ကြောင်းကျွန်တော်ထလောင်ပြီးတော့မှကြည်နေစကားပြောလိုပါတယ်ဒီကနေ့ညဟာတရားဟောတာဆောဆောဆလို့ဆောဆောပြန်မယ်လို့မျိုးလင်းကောင်းမျိုးလင်းနိုင်ပါတယ်မျိုးလင်းကြပါမျိုးလင်းစရာပါပဲရန်လေးချင်းခုံတယ်လို့ရန်လေးတူးတုံပါတယ်ခုနကျွန်တော်ရဲ့လူငယ်ချမ်းမန်ပြောသလိုပါပဲเนาะဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမလေးရှားမှာနေတာလေးကြာပါပြီကျွန်တော်ဗမာလူနဲ့တရားဟောရလိမ့်မယ်လို့တခါမှစကူမရင်ခဲ့ဖူးပါဘူးကျွန်တော်တို့ဒီကနေ့ညမှာခုလိုတရားဟောဖို့ဖြစ်လာတဲ့အခါမှာကျွန်တော်ကိုစကတိကပြောပြတဲ့အခါမှာကျွန်တော်ရည်ရမလားငိုရမလားဖြစ်နေတယ်တကယ်လားလို့မေးတော့ဟုတ်တယ်တဲ့စကတိကကြည့်ပြီးတော့မာတာပဲဖြစ်မှာပါဒါလူငယ်ချမ်းမယ်တမောတခြားသောချမ်းမယ်တွေကိုပြောတာဖြစ်မှာပါဆိုပြီးတော့မှကျွန်တော်မယုံချင်သေးဘူးမနေ့ဒီဟုတ်တယ်မနေ့ကသူဘူလက်တင်ရေးမှာပဲကျွန်တော်နာမည်ကျွန်တော်ကိုတေချာကြောင်းသူပြောတဲ့အခါမှာတော်တော်လေးကိုကျွန်တော်ရင်ခုန်လို့ရှာမိပါတယ်ဘာလို့လဲဆိုတော့ဗမာလူတရားဟောခြင်းကကျွန်တော်အတွက်ဒီတစ်ခါကပထမဦးဆုံးဖြစ်တယ်ပြီးတော့နောက်ဆုံးလေးဖြစ်နေတယ်ဒါကြောင့်ကျွန်တော်အင်မတန်မှရင်ခုန်တယ်လို့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်။ဘာပဲဖြစ်ဖခင်ရဲ့နှုတ်ကပတ်တော်ဆိုတာဖခင်ကဖွင့်ပြခြင်းဖခင်ကဖွင့်ပေးတဲ့အတန်းပဲကျွန်တော်လည်းခံယူမှာဖြစ်တဲ့အတွက်နှုတ်ကပတ်တော်ခံယူဖို့ရန်ရောက်ရှိလာကြတော့ညီကိုမောင်နှမရောက်ချင်းစီတန်းပေါ်မှာလည်းထူပဲဂျီယူတင်ကြောင်းကျွန်တော်ထလောင်ပြီးမှပြောချင်ပါတယ်ကျွန်တော်တို့ဘာသာစကားမဟုတ်တဲ့ခါကျတော့ကျွန်တော်အတွက်အခက်ခဲဆုံးအရာကပါလဲဆိုလို့ရှိရင်ဘာသာစကားပဲဖြစ်တယ်ကျွန်တော်ဇူတုံးဘာသာစကားတောင်မှကျွန်တော်လူသလိုမပြောနိုင်ဘူးတခြားသောဘာသာစကားဆိုရင်ပိုဝေးတယ်ပိုပြီးတော့စိုးတာပေါ့နော်ကျွန်တော်ကဘာသာစကားတတ်မြတ်ဖို့အင်မတန်မှဦးနောက်ကောင်းတဲ့သူဆိုလို့ရှိရင်နေရောငယ်ရောကျွန်တော်အမျိုးသမီးကစံထားလို့အမြဲတမ်းပြောနေတဲ့ခါကျတော့ကျွန်တော်ဆဲနှစကားတော်ကျွမ်းနေလောက်ပြီကျွန်တော်သားသမီးတော့ကျွန်တော်မတက်ဘူးဒီနေ့လည်းကောင်းပါပဲဗမာလူလေကျွန်တော်တို့မိခင်ဘာသာစကားမဟုတ်တဲ့ခါကျတော့ပြောမဆိုမှရှင်လေခွန်လွှတ်ပေးကြပါလို့ကျွန်တော်ထပ်ပြီးတော့မှပြောလိုပါတယ်ကျွန်တော်တို့နှုတ်ကပတ်တော်ထဲမတော်ခင်လေးမှာပုံပြင်တစ်ပေါက်ကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒီပုံပြင်ကပါလဲဆိုလို့ရှိရင်တနေ့မှာတဲ့မြန်မာစကားတိတ်မပြောတတ်တဲ့ကောင်လေးတစ်ယောက်ကမြန်မာပြည်ကိုသွားပြီးတော့မှကျင်းပေါင်းပြီးသွားဝေးချင်တာကျင်းပေါင်းပြီးသွားဝေးချင်တော့သူကကျင်းပေါင်းပြီးလို့လေပြောချင်တယ်ပြောလဲမပြောတတ်ဘူးတော့ဘယ်လိုပြောရမလဲဆိုပြီးတော့မှစဉ်းစားတယ်ဟုတ်ပြီငါသိပြီသွားပြောတော့မယ်ခုတော့သွားပြောတော့မယ်ဆိုပြီးတော့မှအဲ့ဒီဆန်ရှင်မကိုသွားမေးတယ်အဲ့ဆန်ရှင်မရက်ပြီးတော့မှဆန်ရှင်မကဘာလို့ချင်လဲကောင်းလေလို့ပြောတော့ပြောမထွက်တော့ဘူးသူကပြောတော့ပြောချင်တယ်ပြောမထွက်တော့ဘူးဆိုတော့သူနောက်ဆုံးဘာပြောလဲလေဆိုလို့ရှိရင်ကျင်းပေါင်းပြီးပုံစံကိုသူကြည့်တာပေါ့နော်ကျင်းပေါင်းပြီးပုံစံကိုကြည့်တော့ကျင်းပေါင်းပြီးကနောက်မှာအိတ်ကပ်ပေါ့နော်နှစ်ခုရှိတယ်အစစ်မှာပေါ့ရီပါတာပေါ့နော်အဲ့ဒါကိုသူကသူ့တဘောနဲ့သူနာမည်ပေးပြီးတော့မှလေအမအနောက်မှာ brain pot နဲ့ပေါ့ပါတယ်တဲ့အနောက်မှာ brain pot နဲ့ပေါ့ပါတဲ့ဟာအရှိမသူဆွေးငါဆွေးပါတယ်တဲ့တော့အဲ့လိုပြောပြီးတော့မှသူလည်းနားလေပေးပြီးတော့မှကြီးမောင်းပြီးရသွားတယ်တဲ့
ဒီကနေ့ညရောက်ရှိလာတဲ့ညီကိုမောင်နှမအားလုံးလေကျွန်တော်ပြောချင်းတယ်လို့ကျွန်တော်သိတယ်လို့ပဲပြောမှာပါနော်နားလေးချင်းတယ်လို့နားလေးပါလို့ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်တယ်ခုတော့ပြောတော့မှာပေါ့ဒီကနေ့ကျွန်တော်ပြောဖို့ရန်အတွက်ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ပါတယ်ဆိုတော့ခုနပြောသလိုပြောချင်တဲ့ဟာတော့အများကြီးရှိတယ်ပြောလို့ထွက်မယ်ဆိုလို့ရှိရင်ကြာလဲကြာနံတယ်စောစောလေးပြန်နံတယ်အဲ့ဒါကြောင့်ကျွန်တော်စောစောလေးပြန်နံတယ်မျိုးလေးကောင်းမျိုးလေးနိုင်ပါတယ်လို့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်ကျွန်တော်ဒီကွာစင်ချင်းနှလုံးသွင်းဖို့ရန်အတွက်အခြေပြုကြံပတ်ရွေးချယ်ထားတဲ့အရာကတော့ယောရှုမတ်စာအခန်းကြီး24ယောရှုမတ်စာအခန်းကြီး24အပတ်ငယ်14ကနေ15ထိကျွန်တော်ဖတ်ပါမယ်ယခုမှထာဝရဘုရားကိုကြောက်ရွံ့၍ကြည်ဖြူခြင်းသစ္စာဆောင်ခြင်းနဲ့တကွာဝတ်ပြုကြလော့မြေကြီးတစ်ဖက်၌၎င်းအေဂုတုပြည်၌၎င်းဘိုးဘေးတို့ဝတ်ပြုသောဘုရားကိုပေ၍ထာဝရဘုရားကိုသာဝတ်ပြုကြလော့သို့မဟုတ်ထာဝရဘုရားအားဝတ်မပြုကောင်းဟုသင်တို့ထင်လျင်မြေကြီးတစ်ဖက်၌ဘိုးဘေးတို့ဝတ်ပြုသောဘုရားသင်တို့နေရာအာမောရပြည်သားတို့၏ဘုရားများတွင်အဘေမီသောဘုရားတို့အားဝတ်ပြုမည်အရာကိုယနေ့ရွေးကြလော့ငါနဲ့ငါအိမ်သားဖြစ်လျင်ထာဝရဘုရားကိုသာဝတ်ပြုမည်ဟုဆိုလေသောဒုတိယအနေနဲ့ကျွန်တော်ပတ်ချင်တဲ့နှုတ်ကပတ်တော်ကတော့ဟေဗြဲဩဝါဒစာအခန်းကြီး7ဟေဗြဲဩဝါဒစာအခန်းကြီး7အပတ်ငယ်24မှ26အထိမောရှိသည်အသက်အရွယ်ကြီးသောအခါအပြစ်ရှိသောကာမဂုဏ်ကိုခဏခံစားခြင်းထက်ဘုရားသခင်၏လူတို့နှင့်အတူငြင်းဆဲခံရခြင်းကိုတာ၍အလိုရှိသဖြင့်၎င်းအေဂုတုပြည်၏စီးစဉ်တဲ့ခရစ်တော်ကြောင့်ကဲ့ရဲ့ခြင်းဒုက္ခကိုတာ၍မြတ်သောစီးစဉ်ဖြစ်သည်ကိုဆက်ထင်သဖြင့်၎င်းယုံကြည်ခြင်းစိတ်ရှိ၍ဖာရောဘုရင်သမီး၏သားဟူ၍ခေါ်ဝေါ်ခြင်းအခွင့်ကိုပေ၏အကြောင်းမူကားနောက်ရလတန်သောအကျိုးကိုထောက်စာမျှော်လင့်လျက်နေ၏ဖတ်ကြားတော်တဲ့ကျမ်းပိုက်အပေါ်အတွက်အားအရောက်စီတန်းအတွက်ဘုရားရှင်ကောင်းချီးပေးပါစေဒီကနေ့ညဟာလူငယ်အစီအစဉ်ဖြစ်တယ်လို့ဒီကနေ့ရောက်ရှိလာကြတော့လူငယ်ညီကောင်မောင်နှမရောက်ချင်းစီတာအတွက်ကျွန်တော်ခွန်အားပေးခြင်းတဲ့အရာကဘာလဲဆိုလို့ရှိရင်မှန်ကန်တဲ့ရွေးချယ်မှုရွေးချယ်တတ်သောလူငယ်များဖြစ်ဖို့ကျွန်တော်ဆန္ဒရှိတဲ့အတွက်ဒီကျမ်းပိုက်ကိုကျွန်တော်ရွေးချယ်ရတာဖြစ်ပါတယ်ကျွန်တော်တို့ကဘုရားသခင်ကအားလုံးကိုရွေးချယ်ပန်ခွင့်ပေးထားတယ်ကျွန်တော်အားလုံးကဘုရားသခင်ကကိုလူခြင်းတဲ့အရာကိုလှုပ်ခြင်းတဲ့အရာကိုကိုးကွယ်ခြင်းတဲ့အရာအားလုံးကိုရွေးချယ်ပန်ခွင့်ပေးထားတဲ့လူသားတွေဖြစ်ပါတယ်ကျွန်တော်မလေးရှားမှာအထူးသဖြင့်ဒီလိုဒီမိုကရေစီနိုင်ငံလွတ်လပ်တဲ့နိုင်ငံဘာမဆိုရနိုင်တဲ့နိုင်ငံမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ရွေးချယ်ရမှာကကျွန်တော်တို့အတွက်အင်မတန်မှတဲ့အရေးကြီးတဲ့အရာဖြစ်တယ်ကျွန်တော်တို့ရွေးချယ်ခြင်းကအင်မတန်မှတဲ့အရေးကြီးတဲ့အရာဖြစ်တယ်ဒါကြောင့်ညီကိုမောင်နှမများရွေးချယ်တတ်တော်သူမှန်ကန်တဲ့ဆုံးဖြတ်ချက်ချတော်သူဖြစ်ဖို့ရန်အတွက်ကျွန်တော်ဒီကနေ့ညတက်တွန်းချင်တာဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကမိဘနဲ့လည်းအတူမနေဆရာမတို့နဲ့လည်းအတူမနေတော့ဘူးပဲ့ပင်ဆုံးမတော့သူလည်းမရှိတော့ဘူးဒီနေရာမှာတချို့ကတကောင်ကျွတ်ဘဝနဲ့နေပြီးတော့မှဒီမှာလှုပ်ရှားနေတဲ့လူငယ်များဖြစ်ကြပါတယ်ဒါကြောင့်ကျွန်တော်တို့ကရွေးချယ်မှုကအင်မတန်မှတဲ့အရေးကြီးတဲ့အချင်းအခါဖြစ်လာပါတယ်ကျွန်တော်တို့ရွေးချယ်မှုမားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘဝပြတ်ဖို့ရန်အတွက်အင်မတန်မှလွယ်တဲ့နိုင်ငံဖြစ်တယ်ဒါကြောင့်ညီကိုမောင်နှမတွေဒီနေရာမှာမလေးရှားမှာရောက်လာတဲ့အခါမှာရွေးချယ်မှုမမားဖို့ကအင်မတန်မှအရေးကြီးတာဖြစ်တယ်
ကျွန်တော်ဖတ်ကြားတဲ့ကျမ်းပိုက်ဟာဆိုလို့ရှိရင်ပထမဦးဆုံးယောရှုကသူ့ရဲ့နောက်ဆုံးမိမခဲ့တဲ့နောက်ဆုံးပြောခဲ့တဲ့စကားဖြစ်တယ်ဣသရေလလူမျိုးတွေကဖျားကိုပုံကံပြီးတော့မှဖျားကိုမကူးကွယ်တော့ပဲအေဂုတုပြည်ကနေတောင်းလျှောက်အတူပါလာခဲ့တဲ့ခေါ်ဆောင်လာခဲ့တဲ့ဖျားသခင်ကိုသူတို့မဲ့လျော့ပြီးတော့မှသူတို့ရဲ့ရှေ့မှာဖျားကတိုက်ပေးတဲ့တပ်ပွေမြောက်များဆိုကိုသူတို့မဲ့လျော့ပြီးတော့မှသူတို့နေချင်းသူတို့နေလာတယ်ယောရှုလည်းအသက်အရွယ်ရလာတော့အိုးလာပြီဒါကြောင့်ခုနကျွန်တော်ဖတ်သွားတဲ့ကျမ်းပိုက်ကဣသရေလလူမျိုးတွေကဘာဖျားကိုကိုးကွယ်မလဲဘာဖျားအတွက်အလွတ်လွတ်မလဲဒီကနေ့ရွေးချယ်ကြတော့ငါနဲ့ငါအိမ်သားမှန်လေထောက်ဖျားကိုရွေးကိုးကွယ်ဖို့ရန်ရွေးချယ်မယ်လို့ယောရှုကပြောလာတာဖြစ်တယ်ဣသရေလလူမျိုးတွေကသူတို့ရောက်တဲ့နေရာတိုင်းမှာသူတို့တွေ့သမျှသူတို့မြင်သမျှသူတို့ရောက်နေတဲ့ရွာမြို့ရဲ့ဖျားတွေကိုသူတို့လိုက်ပြီးတော့ကူးကွယ်နေတာဖျားကအေဂုတုပြည်ကနေခေါ်ဆောင်လာပြီးတော့မှပင်လေကိုနှစ်ချမ်းခွဲပြီးတော့မှတလန်းလုံးဖျားကကြည့်စုဆောင်းလျှောက်လာပြီးတော့မှခါနန်ပြည်ရောက်ခါမှသူတို့ကဖျားကိုမိတ်ပြီးတော့မှသူတို့နေချင်းသူတို့နေလာတယ်ကျွန်တော်တို့အသက်တာလဲဒီဣသရေလလူမျိုးတွေရဲ့အသက်တာနဲ့တခါတလေဒူးလာပါတယ်ကျွန်တော်ရွာကနေဒီကိုထွက်မလာခင်မှာပါစတာတွေကိုခေါ်ပြီးတော့မှအသိအောင်လူကြီးတွေကိုခေါ်ပြီးတော့မှဆရာတွေကိုခေါ်ပြီးတော့မှကျွန်တော်ဟိုမလေးရှားရောက်လို့ရှိရင်ဖျားအမှုတော်ဆောင်မယ်ဒီလိုမပြောခဲ့ဘူးဆိုရင်တော့မှဖျားအလိုတော်တန်အသက်ရှင်မယ်ဖျားကိုကိုးကွယ်မယ်ဖျားကိုကိုးစားမယ်ဖျားနဲ့အတူအသက်ရှင်မယ်ဆိုပြီးတော့မှပြောတဲ့လူလေးရှိတယ်ဖျားကကောင်းချီးပေးပြီးတော့မှကျွန်တော်ရွာကနေထွက်လာကြတဲ့ကနေဖျားကောင်းချီးပေးပြီးတော့မှမလေးရှားရောက်တဲ့ခါကျရင်ဖျားကမလေးရှားရောက်သည့်အထိကျွန်တော်တို့ကိုလမ်းပြပို့ဆောင်တယ်အဲ့ဒါကိုကျွန်တော်တို့ကမဲ့ပြီးတော့မှမလေးရှားရောက်ပြီးမှပတ်စံလေးပါလေလောအခလေးရတဲ့အခါကျတော့တချို့သောညီကိုတွေကဖျားကြောင့်မလာချင်တော့ဘူးဖျားအမှုတော်အတွက်သူတို့မပေးဆက်ချင်တော့ဘူးဖျားအမှုတော်အတွက်ပြောမယ်ဆိုလို့ရှိရင်စိတ်မဝင်စားတော့ဘူးဒါကြောင့်ဒီကနေ့ညီကိုဒီကိုကျွန်တော်အားပေးခြင်းနဲ့ရွေးချယ်မှုမမားပါနဲ့ရွေးချယ်ခြင်းအားလုံးထဲမှာအကောင်းဆုံးသောရွေးချယ်ခြင်းကဖျားအတွက်ပေးဆက်ဖို့ရန်ရွေးချယ်ခြင်းကအကောင်းဆုံးသောအရာဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်အနေနဲ့တသက်ခံရစေပြောလေခဏခဏပြောဖူးပါလေတချို့ကတော့ခုမှကြားပွဲလူလေးရှေ့ကောင်းရှေ့နိုင်ပါတယ်ကျွန်တော်2010မှာဖေဖော်ဝါရီလမှာမလေးရှားရောက်လာတယ်ကျွန်တော်မလေးရှားကိုရောက်လာတော့ကျွန်တော်နဲ့တွေ့ချင်းတငယ်ချင်းတွေကအရက်ဆန်ကိုခေါ်သွားတယ်ကောင်းကောင်းမွန်မွန်ကျွန်တော်အရက်တောက်တယ်တနေ့နေလေထုံနေလကောင်းပါပဲဒါတနေ့လည်းမပြည့်သေးဘူးဒီ4-5လလောက်ပေါ့နော်ရောက်ချင်းပဲအလုပ်တော့မလုပ်ရသေးဘူးမြန်မာဆန်ဆိုတာကျွန်တော်သိပြီဘယ်လိုဆက်လက်ဝယ်ရမယ်ဆိုတာကျွန်တော်သိပြီဘယ်လိုအရေးဝယ်ရမယ်ဆိုတာကျွန်တော်သိပြီကျွန်တော်မလေးရှားကိုမလာခင်ကလေးကစွတ်တောင်းပြီးမှတေချာလိုက်ပို့ပေးပြီးမှမလေးရှားကိုလာတာဖြစ်တယ်အဖေနဲ့အမေကတော့တားလေးကောင်းကောင်းမွန်မွန်နေပါစေအလော့ကန်အဆင်ပြေပါစေဆိုပြီးတော့မှစွတ်တောင်းပေးပြီးမှထွက်လာတာမလေးရှားရောက်တော့ကျွန်တော်ရွေးချယ်မှုမားတဲ့အတွက်မလေးရှားရောက်ချင်းအရေးဆန်ပဲကျွန်တော်အရင်ဦးဆုံးသိတယ်ဒီလိုနဲ့ပဲကျွန်တော်4-5လလောက်နေတဲ့အခါကျတော့ကျွန်တော်ရဲ့ရွာကတငယ်ချင်းတွေမလေးရှားအရင်ရောက်နေတဲ့လူတွေကိုကျွန်တော်ကြည့်တဲ့အခါကျတော့သူတို့ကပြောင်းလဲပြီးမှဖျားတရားနဲ့နေပြီးမှဖျားကြောင်သွားတယ်ဖျားရှိခိုးတယ်ချီးမွမ်းတယ်ကရုဆောင်တချင်းပါညာတင်းတယ်ဆိုတဲ့ဟာကိုကျွန်တော်ကြည့်တော့သူတို့ကအယမ်းသဘောကျတယ်ဒါပေမဲ့
ပြောင်းလဲခြင်းမရှိဘဲဒုတိယမွေးဖွားခြင်းမရှိဘဲနဲ့ကိုဖြစ်ခြင်းတဲ့အတန်းဖြစ်လို့မရဘူးမျိုးရည်မျိုးကြွတော့ကတော့ကျွန်တော်ကတ်ခုံနိုင်ပါတယ်ဒါပေမဲ့မျိုးရည်ကအမြဲတမ်းကျွန်တော်တို့ကိုကတ်ခုံစေတဲ့အရာမဟုတ်ဘူးဆိုတော့ကျွန်တော်ပြောင်းလဲခြင်းပဲမဲ့လေကျွန်တော်မပြောင်းလဲနိုင်ခဲ့ဘူးကျွန်တော်အတွက်ဘုရားသခင်ဘယ်လိုပြင်ဆင်ပေးခဲ့တယ်လဲဆိုလို့ရှိရင်2010မှာကျွန်တော်ချင်းပြည်မှာအင်မတန်မှနာမည်ကြီးတဲ့ကလွန်ဇအုကရုဆိုတာအားလုံးသိမှာပါနော်ဒီမလေးရှားကိုကမ်ပိန်းလုပ်ဖို့ရန်အတွက်ရောက်လာကြတယ်ဗီနန်ကြီးထုတ်ပြီးတော့မှဆန်တန်းမှာဒီမြန်မာဆန်မှာပေါ့နော်သူတို့ဗီနန်ကြီးကတ်တယ်လိုက်မီဖုန်ပီချာကမ်ဆိုပြီးတော့မှရေးတယ်တွားချင်းနဲ့တူတန်း free နဲ့တွားလို့ရတယ်ကျွန်တော်တငယ်ချင်းတွေကတွားပြီးတော့မှသူတို့ပြောင်းလဲလာတယ်ဒါပေမဲ့ကျွန်တော်ကဘယ်သူနဲ့ဆက်သွယ်မရှိတဲ့ခါကျတော့မလိုက်မိဘူးသူတို့ကကမ်ပိန်းကနေပြန်လာတဲ့ခါကျတော့ကတ်ခုံလေးရဲ့ချီမွန်လေးရဲ့အင်မတန်မှသူတို့အသက်တာကိုကျွန်တော်သဘောကျတယ်ကျွန်တော်လေးပြောင်းလဲခြင်းတယ်ပြောင်းလဲခြင်းစိတ်ရှိလာတယ်ဖခင်ကကျွန်တော်တို့ကိုအခွင့်ပေးလာတဲ့အခါကျတော့ပါစာဘောလုံးမှာအဲ့ဒီကွန်ဇိုဂရုထဲကတယောက်တော့ဆရာတွန်ထန်လို့ခေါ်တယ်သူကနေပြီးတော့မှ၄ညနဲ့၃ရက်ကေဒီချင်းအကြောင်းကိုသင်ပေးတယ်အခု USA ရောက်နေတဲ့ကျွန်တော်ရေရွာသားရောက်တဲ့တော့ကဘာသာပြန်ပေးတာပေါ့နော်ကျွန်တော်နားလေးအောင်ဘာသာပြန်ပေးတယ်အဲ့ဒီနေ့ကလည်းကျွန်တော်ကေတင်ချင်းအကြောင်းကိုသခင်ယေရှုရဲ့ချစ်ချင်းအကြောင်းကိုနားလေလာပြီးတော့မှကျွန်တော်ပြောင်းလဲလာတယ်ကျွန်တော်ပြောင်းလဲခါစားကျွန်တော်ဘယ်လိုအသက်ရှင်လဲဆိုလို့ရှိရင်ကျွန်တော်မလေးရှားကိုလာဟချင်းကပတ်စံရှာမယ်ကျွန်တော်ညီကိုတွေကိုပြုစုမယ်ပတ်စံပို့မယ်ထောက်ပံ့မယ်ကြောင်းတက်ခမ်းမယ်ကျွန်တော်ရည်ရွယ်ချက်ကအဲ့ဒါကျွန်တော်အဖေနဲ့အမေရည်ရွယ်ချက်ကလည်းအဲ့ဒါပါပဲကျွန်တော်ပြောင်းလဲပြီးမှကျွန်တော်ဘာလို့တလဲဆိုလို့ရှိရင်ကျွန်တော်ဒီတိုင်းမလေးရှားမှာဆက်နေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြောင်းလဲပေမဲ့လေလောကအရာကကျွန်တော်ကိုပြန်လဲပြီးတော့ဆွေးခေါ်ပြီးတော့မှဖခင်နဲ့ပြန်လဲဝေးနေအောင်ပါပဲဒါကြောင့်ဒီအရာကိုမရချင်နေပါစေဒီအရာကိုကျွန်တော်မပန်းဆန်းချင်နေပါစေဒီပတ်စံကိုကျွန်တော်မပန်းချင်နေပါစေကျွန်တော်ဖခင်ကြောင်းတဲ့နီးတဲ့နေရာကိုသွားမယ်ဖခင်ကိုရှစ်ခုလို့ရတဲ့နေရာကိုသွားမယ်ဘယ်နေရာမှာဖခင်နဲ့ကျွန်တော်ဖျားပေးနေရာကိုတွားပြီးတော့နေရင်ကျွန်တော်အတွက်ပို့ပြီးတော့အဆင်ပြေမလဲဆိုပြီးတော့မှကျွန်တော်စက်ထဲမှာစစ်ကူးရင်လာတယ်ကျွန်တော်ပြောင်းလဲတယ်ဒီကိုရှစ်လပန်းလောက်ထင်တယ်ကျွန်တော်ဒီ2010ရှစ်လပန်းလောက်ကျွန်တော်ပြောင်းလဲတယ်ဒါပေမဲ့အလုတ်အကန်ကအဲ့မှာမရှိတဲ့ခါကျတော့ကျွန်တော်အလုတ်သွားဖို့ရန်အတွက်စားတော့ဆန်ရွေးချယ်ပြီးတော့မှအဲ့မှာတနေ့လောက်နေတယ်ကျွန်တော်အသက်တာထဲမှာခရစ်တော်ရှိနေပြီတန်ရှင်တော်ဝိညာဉ်တော်ကင်းအောင်နေပြီကျွန်တော်ရဲ့ခန္ဓာကိုကျွန်တော်ရဲ့အပြုတ်အမူကလောကအယမ်းဆန်လာတဲ့အခါကျတော့လောကလူသားတွေနဲ့ကျွန်တော်အယမ်းတွေးလာတဲ့အခါကျတော့ကျွန်တော်ရွေးချယ်တဲ့ပတ်ဝန်းကျင်ကမကောင်းတဲ့အခါကျတော့အထဲမှာရှိတဲ့တန်ရှင်တော်ဝိညာဉ်တော်ကမပျော်တော့ဘဲနဲ့ကျွန်တော်ကိုကျွန်တော်စက်မလုံးတလူလူလက်ပြမလုံးတလူလူကျွန်တော်ဘဝမှာဖြစ်လာတယ်ပတ်စံတော့ရတယ်လက်တန်းကျွန်တော်လက်ခတ်ထုတ်တယ်ပတ်စံတော့ရတယ်တော့ပေမဲ့လေကျွန်တော်ရတဲ့ပတ်စံကကျွန်တော်ကိုစိတ်ချမ်းသာမှုမပေးတော့ဒီလိုပဲကျွန်တော်ညီကိုတွေဒီမှာရှိနေရောက်ညီကိုတွေကျွန်တော်ကဘာထင်လဲဆိုလို့ရှိရင်ကျွန်တော်ပါစာဘလုံးမှာနေတယ်ဘုရားကျောင်းကိုသွားတယ်ဒါပေမဲ့ပတ်စံမရှိတဲ့အခါကျတော့မျက်နှာငယ်တယ်ကျွန်တော်ရဲ့မိသားစုကိုလည်းမထောက်ပံ့နိုင်တော့ဘူးဒါကြောင့်ကျွန်တော်ပတ်စံရှာမယ်ပတ်စံရှာရင်တော့ပတ်စံရှင်းရင်တော့ကျွန်တော်စိတ်ချမ်းသာမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်စားတော့ဆံမှာကောင်းကောင်းအလုပ်လုပ်ခဲ့တယ်ကျိုးလေးကျိုးစားတယ်ကျွန်တော်ပတ်စံလေးအင်မတန်မှကောက်ကြည့်ပြီးတော့မှစုတယ်ကြစ်ကြစ်ပေါအောင်စုတယ်ဒါပေမဲ့လက်ကုံတန်းကျွန်တော်ဆက်ကဘယ်လိုနေလဲဆိုလို့ရှိရင်အမြဲတမ်းကျွန်တော်ကဆက်ဆူချင်းဆက်ပောက်ကွေးချင်းဆက်လုံးဝအားမလို့အားမရစေဖြစ်နေတယ်ကျွန်တော်ရဲ့ပတ်စံကရသမျှအကုန်ထွက်နေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်စက်ထဲမှာဘယ်လိုပေါ်လာလဲဆိုလို့ရှိရင်ကျွန်တော်ဘုရားကျောင်းကိုပြန်သွားမယ်ဘုရားဖိတ်ကိုပြန်လဲမယ်ဘုရားအတွက်ပြန်လဲပြီးတော့မှအစေခံမယ်ဘုရားအတွက်ကျွန်တော်အသက်တာကိုပြန်လဲပြီးတော့မှပေးဆက်မယ်ဆိုပြီးတော့မှကျွန်တော်ဒီကိုလာလမ်ပူကိုပြန်လဲပြောင်းလာတယ်ကျွန်တော်ရဲ့ပတ်ဝန်းကျင်ကကျွန်တော်ကဘာပြောလဲဆိုလို့ရှိရင်ဘုရားအမှုတော်ဆောင်ဖို့ရွာကနေဒီကိုလာတာမဟုတ်ဘူးကျွန်တော်တို့ကအလုပ်လုပ်ဖို့ပတ်စံရှာဖို့ရည်ရွယ်ချက်နဲ့ဒီမလေးရှားကိုတက်လာတာဖြစ်တယ်
ဒီလိုနဲ့ဘုရားเจ้าမှာဆက်လက်ပါဝင်နေမယ်ဆိုလို့ရှိရင်ဘယ်ကပတ်စံသုံးမလဲဘယ်လိုကိုယ့်ရဲ့မိသားစုဘယ်လိုထောက်ပံ့မလဲဆိုပြီးတော့မှအမျိုးမျိုးလာပြီးတော့ပြောနေတဲ့လူတွေရှိတယ်တော့ပဲမေးလေဒီကနေ့ကျွန်တော်ဆုံးဖြတ်ချက်ဟာဘယ်တော့မှမမားတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတော့ကျွန်တော်ကောင်းကောင်းသိတယ်2010မကုန်ခင်ဒီကိုလလမ်ပူကိုကျွန်တော်ပြန်လေရောက်ရှိလာတယ်ဖခင်ရဲ့ကျေးဇူးတော်ကြောင့်2013ကနေဒီအသိန်းတော်မှာကျွန်တော်ဆက်ပြီးတော့မှ Sunday School ဆရာအနေနဲ့ပါဝင်လာတယ်ကျန်တဲ့ချင်းတိဒီအကြမ်းမှာကျွန်တော်အဝေးမှာအလုံးမလို့လို့ကေမှာကိုယ်အင်ခံကိုငါပြီးတော့မှကိုယ်စီရဲ့နဲ့ကိုနေလို့ဘုရားเจ้าမှာပါဝင်လို့ကျွန်တော်မိသားစုဒုက္ခရောက်တယ်ဆိုတာမရှိဘူးဟာလေလုယာကျွန်တော်လုတ်ပေးတာမဟုတ်ဘူးကျွန်တော်ကူညီပေးတာမဟုတ်ဘူးကျွန်တော်လုတ်ပေးနိုင်လို့သူတို့တက်တာတာမဟုတ်ဘူးဘုရားကလုတ်ပေးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီကနေ့ညီကိုမောင်နှမတွေရွေးချယ်တဲ့အရာမှန်ပါစေဘုရားအတွက်ရွေးချယ်ခြင်းဟာဘုရားအတွက်ပေးဆက်ခြင်းဟာကျွန်တော်တို့အတွက်ဘယ်တော့မှဆုံးရှုံးခြင်းမရှိဘူးအမြဲတမ်းဘုရားကကိုယ့်အတွက်ပြန်ပြီးတော့မှအလုပ်လုပ်ပေးတဲ့ဘုရားဖြစ်တယ်ရှမာသက်ခရစ်ဝင်အခန်းကြီး6အပိုင်းငယ်33မှာဘုရားသခင်နိုင်ငံတော်နဲ့ဖြတ်မှတ်ခြင်းတရားကိုရှေးဥစွာရှာပါလို့ဘုရားကပြောတယ်နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလက်တန်းလို့ဘုရားကပြောတာဖြစ်တယ်ဒီကနေ့သင်ဘာကိုအရင်ရှာတာလဲဘယ်သူအတွက်အစေခံတာလဲအဲ့ဒါအင်မတန်မှအရေးကြီးတဲ့ညီကိုတွေဘုရားကိုကိုးကွယ်တယ်လို့နဲ့လောကအရာအတွက်အစေခံတယ်ဆိုလို့ရှိရင်ကျွန်တော်တက်ခံတယ်လို့ပါပဲစက်တဲ့မှာဘယ်တော့မှညင်သက်ခြင်းရှိမှာမဟုတ်ဘူးအမြဲတမ်းဆက်ဆိုးခြင်းလာမယ်ဒေါသထွက်ခြင်းလာမယ်ဘယ်တော့မှပတ်စံကလူကိုဆက်ချမ်းသာမပေးနိုင်ဘူးကျွန်တော်အဲ့ဒါကိုကျွန်တော်ကောင်းကောင်းတစ်နေ့လောက်ခံစားတဲ့အခါမှာပတ်စံတော့ကိုတကောက်ကောက်လိုက်နေတာဖះနဲ့ဝေးတဲ့နေရာမှာအလုပ်လုပ်ပြီးတော့မှနေရတာကျွန်တော်မပျော်တော့ဘူးကျွန်တော်ဘယ်လိုပဲစားစားဘယ်လိုပဲတောက်တောက်ဘယ်လိုပဲနေဖះเจ้าနဲ့နီးတဲ့နေရာနေပြီးတော့မှဖះအမှုတော်မြတ်၌ဘယ်အခန်းကဏ္ဍမဆိုကျွန်တော်ပါဝင်လို့ရတဲ့နေရာမှာကျွန်တော်ပါဝင်မယ်ဆိုပြီးတော့မှကျွန်တော်မြို့ထိပ်ကိုပြန်လေတက်လာတာဖြစ်တယ်ဖះရဲ့လမ်းပြပို့ဆောင်ပေးခြင်းအဖြစ်ယနေ့ချင်းထိဒီဖះเจ้าမှာကျွန်တော်ရှင်းနေနိုင်တာဖြစ်တယ်ဟာလေလုယာဖះအင်မတန်ကောင်းမြတ်တယ်ကျွန်တော်ဖတ်ကြတဲ့ဒီဟေဘရုထဲမှာလေမောရှေအကြောင်းကိုကျွန်တော်ကောင်းကောင်းသိပြီးသားဖြစ်ပါတယ်မောရှေဟာဆိုလို့ရှိရင်အင်မတန်မှကောင်းတဲ့နေရာနေတဲ့သူဖြစ်တယ်ဖာရောဘုရင်ရဲ့သမီးကမွေးစားတာဖြစ်တယ်သူသားအနေနဲ့မွေးစားတာဖြစ်တယ်ဘလောက်တောင်ကောင်းမလဲတခါတလေကျွန်တော်စဉ်းစားဖူးတာရှိတယ်ကျွန်တော်ပတ်စံအရန်ခက်ခဲနေတဲ့အချိန်မှာအခုချိန်မှာကျွန်တော်ကမလေးရှားဘုရင်ရဲ့သားဖြစ်ရင်တော့ဘလောက်ကောင်းလိုက်မလဲဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်ယူအန်ကမရှိတော့ခဏဖန်ခံတော့ကျွန်တော်လည်းအိမ်မှာကောင်းနေတဲ့ကောင်မဟုတ်ဘူးဖះเจ้าကိုတွားဒီကျွန်တော်တို့ဒီမိုင်အင်ဂျီနာမှာခဏကျွန်တော်ကဖန်ခံတယ်လူငယ်တွေကဒီမှာတချင်းတိုက်ရင်းနဲ့ကရုဆောင်တင်ရင်းနဲ့ကျွန်တော်ကလာရွေးကြတယ်အခု USA တွားပြီးဖြစ်တဲ့ငင်နောင်းဆရာမငင်နောင်းနဲ့ကျွန်တော်တို့ကအမြဲတမ်းတွေးပြီးတော့မှတွားလာလို့ဖះเจ้าကိုသူကြတော့ UN ကကန်ပြီးတော့မှကျွန်တော်ကဖန်ခံလိုက်ပြီနေနဲ့ငါနဲ့မတွေးတော့ဘူးနေဒီဖက်ကနဲ့တွားကျွန်တော်ဒီဖက်နဲ့တွားမယ်တွေးနေဆိုတော့တမျိုးမထင်နဲ့သူတို့အင်းနဲ့ကျွန်တော်တို့ကနီးလို့အတူတူသွားအတူတူလာတာသူကောင်းသိတယ်ပြောချင်တာဗာလဲဆိုလို့ရှိရင်ကျွန်တော်ဒုက္ခရောက်နေတဲ့အချိန်မှာကျွန်တော်ကိုလာတန်နေတန်နိတန်ဂုဏ်ရင်ပေးနိုင်တဲ့စပွန်ဆာမြတ်ရှိရင်ဘယ်လောက်ကောင်းမလဲဆိုပြီးတော့မှကျွန်တော်စက်ထဲမှာတခါတလေတွေးမိပါတယ်မောရှေလည်းပဲသူကဘယင်းရဲ့တားဖြစ်တယ်တားဖြစ်ခြင်းအရာကိုခံနေသူဖြစ်တယ်သူ့မှာလူလေသေးမရှိဘယင်းနန်းတော်မှာနေတဲ့သူဖြစ်တယ်ကျမ်းစာကအတိအလင်းပြောထားပါတယ်မောရှေသည်အသက်ကြီးသောအခါအပြစ်ရှိသောကာမဂုဏ်ကိုခဏခံစားခြင်းထဲလို့ပြောတယ်မောရှေခံစားရမှာကအပြစ်ရှိတဲ့ကာမဂုဏ်လို့နောက်ကပတော်ကဖော်ပြထားတာဖြစ်တယ်ကျွန်တော်
လောကမှာဖျားအလူတော်မရှိတဲ့ဖျားအလူတော်မဟုတ်တဲ့လောကစည်းစိမ်ချမ်းသာခြင်းကိုခံစားတာထက်ဖျားနဲ့အတူတွာလာပြီးတော့မှဆင်းရဲခြင်းကပို့ပြီးတော့မုံမြတ်တာဖြစ်တယ်တချို့သောသူတွေကဒီအရာကိုနားမလည်နိုင်ဘူးနားလေးမလည်ချင်ကြဘူးမောရှိကတော့သူကောင်းကောင်းနားလေသည့်အတွက်ဖျားသားဖြစ်ခြင်းဖျားရဲ့လူဖြစ်ခြင်းကိုပဲသူကရွေးချယ်တာဖြစ်တယ်ဒီကနေ့ညီကိုမောင်နှမများမလေးရှားမှာရွေးချယ်ရမယ့်အရာအများကြီးရှိတယ်ရွေးချယ်ခြင်းလောက်အောင်ကောင်းတဲ့အရာလည်းအများကြီးရှိတယ်မင်းမောင်စရာမဲလောက်စရာကောင်းတဲ့အရာလည်းအများကြီးရှိတယ်ဒီနေ့ရွေးချယ်တဲ့အရာကတင့်ရဲ့အသက်တာကိုဆုပ်ယုပ်စေမယ့်အရာမဟုတ်ဘဲနဲ့တင့်ရဲ့အသက်တာကိုပူရဲ့ကောင်းမွန်စေတဲ့အရာကိုရွေးချယ်တတ်တော်သူဖြစ်ပါစေဟာလေလုယာတော်တော်များများလူငယ်တွေကသူတို့ရွေးချယ်မှုမားတဲ့အခါမှာမပြည့်စည်သိမ့်မဲနဲ့ပျက်စီးဖို့ရန်အရွယ်မရောက်သေးပဲနဲ့ပျက်စီးသွားတဲ့လူငယ်တွေအများကြီးရှိတယ်မကောင်းမှုဆိုတာလူကိုဆွေးလန်းတယ်လူကိုဆွေးဆောင်တယ်မကောင်းမှုတဲ့ဝင်ပြီဆိုလို့ရှိရင်ပြန်ထွက်ဖို့ကအင်မတန်ခက်တာဖြစ်တယ်ဒါကြောင့်နောက်နေ့ဆိုရင် camping တရားတော့မှာမဟုတ်နောက်လာဆိုရင် camping သွားတော့မှာမဟုတ်ပြောင်းလဲတော့မှာမဟုတ်ဒီဥစ္စာကိုကျွန်တော်ခဏလောက်တော့သုံးမရစေအောင်မလုပ်ပါနဲ့ခဏလေးဆိုတဲ့အရာကလူရဲ့ဘဝတစ်ခုလုံးကိုဖြစ်စည်းနိုင်တဲ့အရာဖြစ်တယ်ဒါကြောင့်မလေးရှားမှာရောက်ရှိလာပြီဖြစ်တဲ့ညီကိုမောင်နှမတွေဖျားကိုသာရွေးချယ်ပြီးတော့မှဖျားအတွက်အလောလောတော်သူသာဖြစ်ပါစေလို့ကျွန်တော်ကတော့တတွန်းချင်တာဖြစ်ပါတယ်မောရှိဘဝကြည့်မယ်ဆိုလို့ရှိရင်ဘလောက်ကောင်းလိုက်မလဲဘယင်သာဖြစ်ရတာဘလောက်ပျော်ဖို့ကောင်းလိုက်မလဲသူ့မှာလူလေသေးမရှိဘူးအင်မတန်မှကောင်းတယ်အားလုံးကဘယင်ရတာအားလုံးကဖြစ်ချင်ကြမှာပဲဣတရီလာသူတို့ဂျုံခံတဲ့အချိန်မှာဣတရီလာလူမျိုးတွေအဂျစ်ဘယင်ရဲ့နှက်ဆက်ခြင်းကိုခံတဲ့အခါမှာမောရှိကဟေဘရုလူမျိုးဣတရီလာလူမျိုးဖြစ်တော်ညာလဲဘယင်လက်ထက်မှာသူကြီးပြင်းပြီးတော့မှဘယင်လက်ထက်မှာသူတသက်စားမကုန်စီးစိမ်ဥစားနဲ့နေလို့ရပေမဲ့လေဖယားရဲ့တာဖြစ်ခြင်းကိုအင်မတန်မှလူချင်းတောင်းတတဲ့အခါကျတော့အပြစ်ရှိသောကာမဂုဏ်ကိုခဏခံစားခြင်းတဲ့ဘုရားသခင်၏လူတို့နဲ့အတူငြင်းဆဲခြင်းကိုတာ၍အလိုရှိသဖြင့်၎င်းတဲ့ဘုရားသားသမီးတွေနဲ့ငြင်းဆဲခြင်းကိုရွေးချယ်ပြီးတော့မှထာဝရဘုရားသားဖြစ်ခွင့်ကိုပဲသူကရွေးချယ်လိုက်တာဖြစ်တယ်ကျွန်တော်မလေးရှားမှာရွေးချယ်တတ်ဖို့အင်မတန်မှအရေးကြီးတယ်အားလုံးနားလည်မယ်လို့ကျွန်တော်မျှော်လင့်တယ်ဒုတိယအနေနဲ့ကျွန်တော်ပြောချင်လဲဆိုလို့ရှိရင်အချင်းကိုလည်းအင်မတန်မှရွေးချယ်တတ်ဖို့လိုတယ်ကျွန်တော်လူငယ်တွေလူကြီးလေးပါတယ်အချင်းကိုအသုံးမချက်တတ်လို့အချင်းကိုမရွေးချယ်တတ်လို့မလေးရှားမှာ10နှစ်ပဲနေမနေ့ကတနေ့ကရောက်လာတဲ့လူနဲ့အတူတူပါပဲထူခြားပြောင်းလဲမှုမရှိဘူးအဲ့ဒါဘာဖြစ်တာလဲကျွန်တော်အချင်းကိုကောင်းစွာအသုံးမချက်တတ်ဘူးအချင်းကိုအကျိုးရှိစွာကျွန်တော်တို့အသုံးမပြုတတ်ဘူးတချို့ကအလောက်ခဏပြောင်းတယ်အချင်းဘလောက်အရေးကြီးကြောင်းသူကမသိဘူးတချို့ကတော့လုံးဝအစီမပြေလို့ပြောင်းတာဒါအပြစ်မဟုတ်ပါဘူးတချို့ကတော့ပြောင်းချင်းလို့ကိုပြောင်းနေတာပြောင်းချင်းတိုင်ပြီဆိုရင်တော့သူကပြောင်းချင်းနေပြီတချို့တော့သူတွေအလောက်ပြောင်းနေဆိုတာဒီမှာဥပမာဒီမှာက2000ရပြီဟိုရောက်လို့ရှိရင်ကျွန်တော်ဘဝပူကောင်းမယ်လက်စားလေးပူကောင်းမယ်ကျွန်တော်ဘဝတိုးတက်လန်းပူရှိတယ်ဆိုပြီးတော့မှသူတို့ပြောင်းတာဖြစ်တယ်တချို့တော့သူတွေကအဲ့လိုမဟုတ်ဘူးပြောင်းချင်းလို့ကိုပြောင်းနေတာပြောင်းချင်းတိုင်ပြီဆိုလို့ရှိရင်တော့သူ့ရဲ့အထဲကနဲ့ပြောင်းအလုပ်ပြောင်းဆိုပြီးတော့မှပြောတဲ့လူကရှိနေပြီအဲ့ဒါအချင်းအလဟတ်ဖြစ်တယ်ညီကိုတွေကုမ္ပဏီတစ်ခုမှာ boss တစ်ခုမှာအလုပ်ရှင်တယောက်စီမှာတဲ့အတွက်နေထိုင်ဖို့စားတော့ဖို့တွားလာဖို့အဆင်ပြေတယ်ဆိုလို့ရှိရင်လက်စာနေသည်ဖြစ်စေများသည်ဖြစ်စေအချင်းကိုအကျိုးရှိစွာအ
သုံးပြုပြီးတော့မှနေတတ်ဖို့လေကျွန်တော်ဒီကနေ့တက်တုံးချင်ပါတယ်ပြီးတော့တချို့သောသူတွေကအပြင်းထူတယ်ဒါလည်းအချင်းပြုံးချင်းပဲအပြင်းထူတဲ့အခါကျတော့အလုံးရှိရသားနဲ့အလုံးမသွားတဲ့အဖွဲလေးရှိတယ်ဒါလည်းအချင်းကိုကျွန်တော်အသုံးမချက်တဲ့ချင်းဖြစ်ပါတယ်လူငယ်တွေကျွန်တော်ခွန်အားပလာရှိနေတဲ့အချိန်မှာကြားမှချင်းရရှိနေတဲ့အချိန်မှာအချင်းကိုအကျိုးရှိစွာအသုံးပြုပြီးတော့မှမလေးရှားမှာနေတတ်ဖို့ကျွန်တော်တက်တွန်းချင်တာဖြစ်တယ်ရစာရှိတဲ့အချိန်ယူစာရှိတဲ့အချိန်အခွင့်အရေးရတဲ့အချိန်မှာအလုပ်ကျူးစားပြီးတော့မှပတ်စံလေးစွနံတဲ့လူငယ်တွေဖြစ်စေချင်တာဖြစ်ပါတယ်နောက်ကဘတော့ကဘာပြောလဲဆိုလို့ရှိရင်ကောလောသဲအခန်းကြီးFF အခန်းကြီး6အပိုင်းငယ်FF ဩဝါဒစာအခန်းကြီး9အပိုင်းငယ်16မှာယခုယနေ့ရဲ့ကာလတို့သည်ဆိုးရွားသောကြောင့်အချင်းကာလအချင်းကိုရွေးနှုတ်ကြလောလို့နောက်ကဘတော့ကပြောပါတယ်အလုံးလေးရှားလာတယ်ဓာတ်စီလေးရှားလာတယ်အမျိုးမျိုးသောဒုက္ခပြဿနာရောက်လာနေပြီမလေးရှားမှာကိုဗစ်ကာလတုန်းကအလုံးသိမှာပါမမျော်လင့်မဲနဲ့အဲ့ဒီယောဂကြီးရောက်လာတဲ့အခါကျတော့တနိုင်ငံလုံး lockdown အချင်းရှိတော့တေချာပတ်စံစုတဲ့မိသားစုနဲ့လူတွေကတော့ lockdown အတော်တွင်းမှာဘာမှဆွေးနွေးစရာမလိုပါဘူးဒါပေမဲ့အချင်းကိုအလဟတာဖြစ်စေတဲ့ကျိုးဆိုအကောင်းဆုံးအသုံးမချနိုင်တဲ့လူငယ်တွေအတွက်တော့အင်မတန်မှသင်ခန်းရစရာဖြစ်လာတယ်လောကအရာကဘယ်တော့မှတည်မြဲတဲ့အရာမဟုတ်တဲ့ခါကျတော့ရှိနေတဲ့အချင်းကိုရရှိနေတဲ့အချင်းကိုကောင်းစွာအသုံးချပြီးတော့မှမလေးရှားမှာတွာလာလှူရှားစေချင်ပါတယ်9 နာရီပဲရှိသေးတယ်တတိယအနေနဲ့ကျွန်တော်ဘာခွန်အားပေးခြင်းလဲဆိုလို့ရှိရင်လူငယ်တွေကိုဒီထက်မကစီလုံးတဲ့အဖွဲစီဖြစ်စေခြင်းတယ်စီလုံးချင်းကအင်မတန်မှကျွန်တော်တို့အတွက်ကောင်းတဲ့အရာဖြစ်တယ်စီလုံးချင်းမရှိရင်ဘလောက်ပဲကျွန်တော်တို့ကပညာရှိဘလောက်ပဲကျွန်တော်တို့ကပတ်စံရှိအဖွဲ့အစည်းတိုင်းမှာစီလုံးချင်းမရှိဘူးဆိုလို့ရှိရင်တော့အဲ့ဒီအဖွဲ့အစည်းကမတိုးတက်တည်တာမကတနေ့ပြီးတနေ့ပျော်လေးဖို့ကပို့ပြီးတော့သိချတယ်ကျွန်တော်မလေးရှားရောက်ခါစ2010ခုဆရာထုံးကလေးတို့ဦးဆောင်တော်ကသူတို့ရဲ့တီရှပ်အင်ဂျီထုတ်ပြီးတော့မှကျွန်တော်ခုချိန်တည်းမမဲ့သေးဘူးအဲ့ဒီသူတို့စာဟွာပေါ့ရေးတဲ့ဟာပေါ့နော်အင်ဂျီနောက်ကျောင်းမှာUnity is strength ဆိုပြီးတော့မှသူတို့စာကိုရေးလိုက်တယ်ကျွန်တော်အဲ့ဒါကိုဖတ်တဲ့အခါမှာကျွန်တော်အယမ်းသဘောကျတယ်စီလုံးချင်းဒီခွန်အားတဲ့စီလုံးချင်းကဘလောက်ထိခွန်အားဖြစ်လဲဆိုလို့ရှိရင်ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးအင်ဂျီတလုံးဖြစ်လာဖို့ရန်အတွက်ဘာဒီကစီလုံးတလဲဆိုလို့ရှိရင်တော့ပြလက်မေပါမယ်ပြီးတော့သေးပါမယ်ပြီးတော့ထုံးပါမယ်ပြီးတော့ရေပါမှာပေါ့နော်အဲ့ဒါတွေကိုပေါင်းဆက်ပြီးမှအင်မတန်မှလက်ပါတဲ့အင်တလုံးဖြစ်လာတာဖြစ်တယ်ရေဟာဆိုလို့ရှိရင်ပြလက်မေဖြောဖို့သုံးတဲ့ရေဟာဆိုလို့ရှိရင်တောက်လို့လေးမရဘူးဘလဘငိပတ်ပြလက်မေဖြောဖို့အတွက်တော့ကောင်းတယ်ရေကသူလည်းကောင်းပဲပြလက်မေတစ်ခုတည်းနဲ့ဘာမှသုံးစားလို့မရဘူးလုပ်ငန်းခုံမှာပြလက်မေအများကြီးရှိပြီးတော့မှထုံးဒီကြောက်ဒီတဲဒီတန်ဒီမရှိဘူးဆိုလို့ရှိရင်အင်တလုံးဖြစ်လာဖို့လုံးဝမဖြစ်နိုင်ဘူးသူလည်းကောင်းပါပဲတဲဆိုရင်လေတဲတစ်ခုတည်းနဲ့ဘာမှလုပ်လို့မရဘူးအဲ့ဒီအရာကိုဒီတန်းသားကြည့်မယ်ဆိုလို့ရှိရင်တော့အမိုက်တာဖြစ်တယ်
ကျွန်တော်အဖွဲ့အစည်းတန်းမှာလဲတယောက်ချင်းစီမှာတော့အရေးချင်းမရှိဘူးတယောက်ချင်းစီမှာတော့ကျွန်တော်ခွန်အားမရှိဘူးအဲ့ဒီပြည်လက်မဲ့ဒီတဲဒီကြောက်ဒီအမတ်တရတတာဖြစ်တဲ့အရာတွေကပေါင်းဆက်ပြီးတော့မှဖြောပြီးတော့မှပယံဆရာကတေချာလေလှုပ်ပြီးတော့မှအိမ်ဆောက်လာတဲ့အခါမှာလူတွေကိုအကာအကွယ်ပေးတဲ့နှွေးထွေးမှုပေးတဲ့အိမ်တလုံးလက်ပါတဲ့အင်တလုံးဖြစ်လာတာဖြစ်တယ်လူငယ်တွေအလုပ်လုပ်တဲ့အခါမှာစီလုံးကြပါစီလုံးချင်းဒီအင်အားဖြစ်တယ်တယောက်ချင်းစီရဲ့အသက်တာမှာတယောက်ချင်းစီတန်းမှာတော့တဦးတယောက်တည်းဘာမှမလုပ်နိုင်တော့ညာလဲစီလုံးချင်းနဲ့ပူးပေါင်းလာတဲ့အခါမှာအင်မတန်မှလက်ပါတဲ့အဖွဲ့အစည်းဖြစ်လာမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်အင်မတန်မှစီလုံးဖို့လိုတယ်ဆိုတာကျွန်တော်ခဏခဏပြောတာဖြစ်တယ်ပညာရှိချင်းတဲ့တော်ချင်းတဲ့ပြောတတ်ချင်းလောက်တတ်ချင်းတဲ့စီလုံးဖို့ကရေးကြီးတာဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဖွဲအစည်းနဲ့လောက်တာထင်းဝတ်ဖြစ်တယ်အဖွဲအစည်းနဲ့လောက်တဲ့အခါမှာစီလုံးချင်းကအင်မတန်မှအရေးကြီးလာတာဖြစ်တယ်ဒီ unity လုံးဝမရှိတဲ့လူတွေစီလုံးချင်းကိုလုံးဝအလေးမထားတဲ့လူတွေတယောက်တစ်ပေါက်နဲ့နေခြင်းတဲ့အဖွဲ့အစည်းတန်းမှာဘယ်တော့မှမတူတယ်ဘူးအဲ့ဒီလူတယောက်အတွက်လည်းတူတက်ချင်းမရှိဘူးလူဆိုတာအတန်းအဝန်းနဲ့နေရတာဖြစ်တယ်အဖွဲ့အစည်းနဲ့နေရတာဖြစ်တယ်ဒါကြောင့်ကိုပါဝင်တဲ့အဖွဲ့အစည်းမှာကိုအတူလုပ်တဲ့လှုပ်ဖို့ဆောင်ဖက်နေလာတဲ့အခါမှာသဘောထားချင်းတက်ဆိုင်ဖို့ညီညွတ်ဖို့စီလုံးဖို့လိုတာဖြစ်တယ်ဒုတိယဥပမာကျွန်တော်ပြောချင်တဲ့အရာပါလဲဆိုလို့ရှိရင်ကျွန်တော်အဖွဲ့အစည်းနဲ့အလုပ်လုပ်တဲ့အခါမှာတိုက်ခိုက်ခြင်းဝေဖန်ခြင်းအမြဲတမ်းခံနေရတာဖြစ်တယ်ဒါကတဘာဝပဲအလုပ်လုပ်တဲ့သူကအမြဲတမ်းအပြောခံရမှာပဲအပြောမခံတဲ့သူကတော့သူလေအပြောမခံတဲ့သူကတော့ဘာမှမလုပ်တဲ့သူဟုတ်တယ်နော်ဘာမှမလုပ်တဲ့သူဘာမှပြောစရာမရှိဘူးလေအပြောခံတဲ့သူတန်းကအလုပ်ပူရဲ့လောတော်သူတန်းဖြစ်တယ်ဒါကြောင့်လူငယ်တွေကျွန်တော်အတူတကွပူပေါင်းပြီးတော့မှအလုပ်လုပ်လာတဲ့အခါမှာတိုက်ခိုက်ခြင်းတွေဝေဖန်ခြင်းတွေအပြောခံရတာလေမနေဘူးဒါပေမဲ့ကိုယ့်ရဲ့စီလုံးချင်းကအဲ့ဒီအပြင်ကအပြောအဆိုလုံးဝအထဲကိုဝင်မလာဖို့အင်မတန်မှအရေးကြီးတာဖြစ်တယ်လေဟုတ်တယ်နော်ရေထဲမှာသွားတဲ့လေပေါ့နော်ဟုတ်တယ်ဆက်လေထားပါတော့အလုံးနားလေအောင်ဆက်လေဘုတ်အဲ့ဒီလေကရေထဲမှာသွားတာနော်တေးထဲမှာမသွားဘူးပြီးတော့ကတ္တရာလိုင်းမှာပေါ်မှာလည်းမသွားဘူးအဲ့ဒီလေကရေထဲမှာသွားတာဖြစ်တယ်အဲ့ဒီလေကရေထဲမှာသွားနေတဲ့အချိန်မှာသူ့အတွက်အန်ဒရေအကောင်းဆုံးကပါလဲဆိုလို့ရှိရင်အန်ဒရေအရှိဆုံးကပါလဲဆိုလို့ရှိရင်ရေပဲဖြစ်တယ်အဲ့ဒီလေကရေထဲမှာသွားနေတဲ့အချိန်မှာရေထဲမှာသွားတော့ညာလဲအထဲအပြင်ကရေဒီအထဲကိုဝင်မလာနေတဲ့ရွေးတော့ဘယ်တော့မှလေမပျက်စီးဘူးလူရခရီးရောက်နေတာဖြစ်တယ်အဲ့ဒီလေဒီအဲ့လောက်များတဲ့ရေထဲမှာပင်လေထဲမှာသွားတော့ညာလဲအပြင်ကရေဒီလေထဲကိုဝင်မလာတရွေးတော့အဲ့ဒီလေကလူရခရီးကိုသွားနေတာဖြစ်တယ်ကျွန်တော်တရင်မှာအမြဲတမ်းကြားနေရမှာဖြစ်တယ်ဟိုးဖေကနေသွားပြီးတော့မှဒုက္ခတေဒီပင်လေမှာပျောက်ဆုံးနေတယ်ပင်လေမှာဟိုရေလေနိမြုပ်ပြီးတော့မှတေဆုံးနေဆိုတာခဏခဏကြားတာဖြစ်တယ်ဘာကြောင့်လဲအပြင်ကရေဒီအဲ့ဒီလေထဲကိုအများကြီးဝင်လာတဲ့ခါကျတော့အဲ့ဒီလေကမခံနိုင်တော့ဘူးရေထဲကိုနစ်မြုပ်သွားတာဖြစ်တယ်ထိုနေ့၎င်းမှာပဲကျွန်တော်တို့အဖွဲ့အစည်းဒီစီလုံးချင်းကကာယံမယ်ဆိုလို့ရှိရင်စီလုံးချင်းဒီလုံးဝမယူဘူးဆိုလို့ရှိရင်မပြတ်ဘူးဆိုလို့ရှိရင်အပြင်ကဘလောင်ပဲတရင်ဆိုတွေကြားနေပါစေအပြင်ကဘလောင်ပဲဝေဖန်တက်ခတ်ခြင်းတွေရှိနေပါစေကျွန်တော်ရဲ့စီလုံးချင်းကဘယ်တော့မှပြတ်သွားနိုင်မှာမဟုတ်ဘူးဒါပေမဲ့အဖွဲ့အစည်းမှာတစ်ခါတလေကြာရင်ကိုနဲ့အတူအလုပ်လုပ်တဲ့သူတွေထဲကနဲ့ပေါက်ကြားသွားတဲ့အရာသစ္စာပေါက်ခံတဲ့အရာရှိတတ်တယ်နော်ဒီလိုဖြစ်လာပြီဆိုလို့ရှိရင်တော့ဘာအသိအဖွဲမဆိုမကြခင်ပျက်စီးယူရမ်းတော့မှာဖြစ်တယ်
ရှက်ဆက်သွားလို့မရတော့ဘူးဒါကြောင့်ဘယ်အဖွဲ့အစည်းမဆိုဘယ်အပေါင်းအသင်းမဆိုကျွန်တော်တို့စီလုံးတက်ဖို့လိုတယ်ကျွန်တော်စီလုံးချင်းနဲ့တီဆောက်ဖို့လိုတယ်စီလုံးချင်းနဲ့ရှက်ရှက်သွားဖို့လိုတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တက်တွန်းချင်တာဖြစ်ပါတယ်နောက်ကဘတော်မှာလည်းပြောလဲဆိုလို့ရှိရင်စာလံကျမ်းအခန်းကြီး133တိကနဲ့3အထိပေါ့နော်အလုံးသိတဲ့အတိုင်းပါပဲညီအကိုတို့သည်သဘောတူလျက်ပေါင်းဖော်ချက်သည့်အရာမှာအလွန်ကောင်းပေ၏အလွန်တင့်တယ်လျှောက်ပတ်ပေ၏အာရုံ၏ခေါင်းပေါ်မှာလောင်းလျက်သူ၏မော့ဆက်စီတို့စီး၍လေစွတ်တန်အောင်ကြတ်သောနန့်တာစီကဲ့သို့ဖြစ်၏ဟေရမွန်တောင်နှင့်ဇိအုံတောင်ယိုးပေါ်သို့ကြတ်သောနင်းကဲ့သို့ဖြစ်၏ထိုသောနေကြတ်သောအရ၌ထာဝရဘုရားသည်အစဉ်အမြဲအသက်ရှင်ခြင်းအခွင့်တည်းဟုသောကောင်းကြီးမင်္ဂလာကိုစီရင်တော်မူ၏လို့နှုတ်ကပတ်တော်ကပြောထားတာဖြစ်တယ်ညီညွတ်တဲ့နေရာမှာစီးလုံးတဲ့နေရာမှာလဲဝိညာဉ်တော်ကပျော်တာဖြစ်တယ်မညီညွတ်တဲ့အဖွဲ့အစည်းမှာမစင်းလုံးတဲ့အဖွဲ့အစည်းမှာလုံးဝဖခင်ရဲ့ဝိညာဉ်တော်ကမပျော်ဘူးကောင်းချီးမဖြစ်ဘူးဒါကြောင့်လုံးလေရမှာတွန်းလေရမှာကိုပါဝင်တဲ့အဖွဲ့အစည်းတန်းမှာပါဝင်သူအရောက်ချင်းစီတန်းကစီလုံးဖို့လိုတယ်ညီညွတ်ဖို့လိုတယ်တယောက်နဲ့တယောက်တိုက်တွန်းတတ်ဖို့လိုတယ်အဲ့ဒါကြောင့်စီလုံးချင်းအင်မတန်မှအရေးကြီးတဲ့အကြောင်းကိုလည်းကျွန်တော်ပြောချင်တာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ခွန်အားပေးခြင်းတဲ့အရာကဘာလဲဆိုလို့ရှိရင်ဘာပဲလုပ်တဲ့အရာတိုင်းမှာစေတနာနဲ့လုပ်ပါလုပ်ရင်ပြီးရောဆိုတဲ့သဘောမျိုးနဲ့မလုပ်ပါနဲ့လူလေးမကြိုက်ဘူးဖခင်လေးမကြိုက်ဘူးဒါကြောင့်ကိုကမင်းတို့ sorry ဟုတ်တယ်နော်ကိုကလူငယ်မှာပါဝင်နေဆိုလို့ရှိရင်ပါဝင်ယုံတတ်မဟုတ်ဘဲနဲ့စေတနာရှိစင်းနဲ့ကိုစွမ်းတလောက်ညံစွမ်းတလောက်ကိုတတ်နံတလောက်ပါဝင်ဖို့ကစက်နှစ်မျိုးပြီးတော့မှပါဝင်ဖို့ကအင်မတန်မှအရေးကြီးတယ်အဖွဲ့အစည်းမှာအမှုတော်ဆောင်ဖို့ရအတွက်ပါဝင်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့လွတ်ဆောင်တဲ့အရာတိုင်းမှာစေတနာပါဖို့အင်မတန်မှအရေးကြီးတယ်ဘုရားရဲ့နှုတ်ကပတ်တော်ကပြောလဲဆိုလို့ရှိရင်လူရဲ့မှုကိုသာဆောင်ရွက်တဲ့ကဲ့သို့မဟုတ်ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်တဲ့ကဲ့သို့ပြုလေသမျှတို့၌စေတနာနဲ့ပြုကြလောလို့နှုတ်ကပတ်တော်ကလာတာဖြစ်တယ်ညီကိုဒီကနေ့ဒီနေ့မှာဆိုလို့ရှိရင်ဒီအသိန်းတော်မှာလူငယ်တွေတော်တော်များပါတယ်ဒီအားလုံးပေါင်းမဲ့ဆိုလို့ရှိရင်တော့ရောက်ဘာလို့ရှိတယ်အများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ကိုပါဝင်နေတဲ့အဖွဲ့အစည်းမှာကိုပါဝင်နေတဲ့ဒီလူငယ်မှာလေဆက်အားထက်သန်စွာတက်ကြွစွာနဲ့ပါဝင်ပေးကြပါစေတနာရှိရှိနဲ့ပါဝင်ပေးကြပါစေတနာသည်ရောင်ပြန်ဟတ်တယ်ဆိုတာဒါအမှန်တကယ်ရှိတာဖြစ်တယ်နော်ဘယ်တော့မှအလဟတာမဖြစ်ဘူးဒီနေ့ပေးစသမျှအရာလွတ်ဆောင်သမျှအရာသည်တနေ့တင့်အတွက်ကောင်းကြီးပြန်လေဖြစ်လာမှာဖြစ်ပါတယ်ကျွန်တော်ပုံပြင်နောက်ဆုံးအနေနဲ့ပုံပြင်တစ်ပုတ်ပြောပြအောင်မယ်ဘာလဲဆိုလို့ရှိရင်အဲ့ဒီပုံပြင်ကဘာရှိလဲဆိုလို့ရှိရင်ဒါလဲဟိုတထင်းနဲ့အလုပ်သမားတေချာနားထောင်ပါအင်မတန်မှကောင်းတယ်အဲ့ဒီတထင်းနဲ့အလုပ်သမားအကြောင်းကဘာလဲဆိုလို့ရှိရင်ဘာလဲတထင်းကလေတနေ့တော့သူ့ရဲ့အလုပ်သမားတစ်ယောက်ကိုပတ်စံပေးပြီးတော့မှပတ်စံအများကြီးပေးတယ်နော်ပတ်စံအများကြီးပေးတယ်ပတ်စံပေးပြီးတော့မှ तू အလုပ်ခန့်တယ်ပတ်စံပေးပြီးတော့မှအလုပ်ခန့်တယ်ဟဲ့လူဒီပတ်စံကိုယူပြီးတော့မှကျွန်တော်အတွက်အိမ်တလုံးဆောက်ပေးပါတဲ့ကျွန်တော်အတွက်အိမ်တလုံးဆောက်ပေးပါတဲ့ तू တထည့်ကခန့်တဲ့ခါကျတော့ तू ကအယမ်းပျော်တယ် तू ပျော်တာကဘာလဲဆိုလို့ရှိရင်တော့ဘာအတွက်ပျော်လဲဆိုလို့ရှိရင်တော့အိုးတထည့်ကပတ်စံဒီလောက်ပေးပြီကျွန်တော်ကိုပတ်စံဒီလောက်ပေးပြီဆိုတော့ကျွန်တော်တက်ပြားတစ်ချက်ဆိုရင်ဘလောက်တန်ချောင်းတပစ်သားဆိုရင်ဘလောက်ပြလက်မဲ့တပစ်သားဆိုရင်ဘလောက်ဆိုတာ तू အကောင်တွေ့ပြီလေဆိုတော့တထည့်ကရင်က9သိန်းပေးတဲ့အထဲမှာ तू က2သိန်းလောက်သုံးမယ်ဆိုလို့ရှိရင်တော့တထည့်အတွက်အိမ်တလုံးတော့ကောင်းကောင်းဆောက်ပြီးကျန်တဲ့ဟာကျွန်တော်ပွားပြီးဆိုပြီးတော့မှ तू အရန်ပျော်ပြီးတော့မှပတ်စံပိုက်ပြီးတော့မှ तू ထွက်သွားတယ်ဆိုတော့တထည့်ကလည်းသူ့ကိုတေချာလေးကြည့်တယ်ပြီးလို့ရှိရင်ကျွန်တော်ကိုပြပါကျွန်တော်ကြည့်ပေးပါမယ်ဆိုပြီးတော့မှတထည့်ကပြောတယ်တဲ့
ဆိုတော့အဲ့ဒီကောင်လေးတယောက်ကတထေးစီကနေတွားပြီးတော့မှတထေးအတွက်အင်တလုံးစောက်ပေးတယ်အင်ကသူကဘယ်လိုထင်လဲဆိုလို့ရင်အခုနပြောသလိုတထေးကတော့တိမမဟုတ်ဘူးအင်တလုံးပြတ်ရင်ရပြီပတ်စံဘလောက်ကောင်းလဲဆိုတာကျွန်တော်ဒီဥစ္စာကိုလိမ်ပြီးတော့မှပြောမယ်ဒါကျွန်တော်အင်လည်းမဟုတ်ဘူးတထေးအင်ဖြစ်တဲ့အတွက်တရားကောင်းတဲ့နေရာကိုကျွန်တော်1000လို့ပြောချင်ပြောမယ်ဆိုပြီးတော့မှသူကဝါမြောင်းဆိုနဲ့တွားပြီးတော့မှတွားလို့ပေးတယ်ပြီးတော့တနေ့ပြီးတနေ့အလုပ်လုပ်ပြီးတော့မှအင်ကပြီးစီးသွားတယ်ဆိုတော့သူစောက်တဲ့အင်ကလည်းဘီလည်းမအချိုးစားလေးမမှန်ဘူးသူဝေတုံးထားတဲ့ပစ္စည်းတွေကလည်းတစ်ခုမှလည်းမမှန်ဘူးအားလုံးအတူတူကြီးပဲလုံးဝခံခက်မဲ့အရာမဟုတ်ဘူးဒါပေမဲ့ပုံစံတော့ကောင်းတယ်တေချာလေးစေးတော့ပေးတယ်ပြီးသွားပြီအရန်ကောင်းမဲ့ပုံစံတော့ပေါက်ပေမဲ့လေသူ့မှာစေတနာမပါတဲ့အခါကျတော့သူပဲသူဘလောက်ပဲလို့သူမြတ်ဖို့စားဖို့အများကြီးသူတွေးထားတဲ့ခါကျတော့တထေးက9သိန်းပေးတဲ့ကြတဲ့မှာသူက3သိန်းခွဲနဲ့အင်ကပြီးအောင်စော်ပေးလိုက်တယ်ဆိုတော့ကျန်တဲ့3သိန်းခွဲကကျွန်တော်အတွက်ကျွန်တော်နဲ့ကျွန်တော်မိသားစုအတွက်ဆိုပြီးတော့မှသူကခြံထားတယ်နောက်ဆုံးတော့တထေးအင်ပြီးသွားပြီလာယူပါတော့ဆိုပြီးတော့မှတထေးကိုသွားပြောတော့တထေးကလေဝါမြောင်းဆိုနဲ့ကျွန်တော်ကောင်းလေးကျွန်တော်ရဲ့အလုပ်သမားလေးကျွန်တော်ဆောက်ခန်းနဲ့အင်ပြီးသွားပြီသွားကြည့်မယ်ဆိုပြီးတော့မှသွားကြည့်တဲ့ခါကျတော့တထေးကဘာပြောလဲဆိုလို့ရှိရင်ဟုတ်ပြီကောင်းလေးအင်ဆောက်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒါပေမဲ့အဲ့ဒီအင်ကကျွန်တော်အတွက်မဟုတ်ဘူးတင်းကိုပေးဖို့တင်းအတွက်ဆောက်ခန်းတာကြောက်နေလိုက်တော့နင်းကိုပေးတာဖြစ်တယ်လို့တထေးကသူ့ကိုပြန်ပြောလိုက်တယ်တဲ့ညီကိုဒီဘာသင်ခန်းစာရလဲဘာသင်ခန်းစာရလဲရကြမှာပါကျွန်တော်တို့လုပ်နေတဲ့အရာအားလုံးကတခါတလေဖရားအတွက်တခါတလေအသိန်းတော်အတွက်တခါတလေဒီလူငယ်တွေအတွက်ဆိုပြီးတော့မှထင်တဲ့အချင်းလေးရှစ်ကောင်းရှိနိုင်ပါတယ်အမှန်တော့မဟုတ်ပါဘူးကိုလွတ်သမျှအရာသည်ကိုအတွက်ဖြစ်တယ်ဟာလေလုယာကိုပေးစသမျှအရာသည်ကိုအတွက်ပဲဖြစ်တယ်ခမည်းပေးစတဲ့အရာဟာအခုနပြောသလိုဖြစ်တယ်လို့နဲ့ပေးစမယ်ဖြစ်တယ်လို့နဲ့လုပ်ပေးမယ်ဖြစ်တယ်လို့နဲ့နေမယ်ဆိုလို့ရှိရင်အဲ့ဒီအရာကတနေ့ကျရင်တင့်ထန်ပြန်လာမှာဖြစ်ပါတယ်အဲ့ဒါမမေ့ကြပါနဲ့ဒါကြောင့်နောက်ကပတ်တော်ကသေချာလေးပြောတယ်လူ၏အမှုကိုသာဆောင်ရွက်တဲ့ကဲ့သို့မဟုတ်ဖခင်၏အမှုတော်ကိုဆောင်ရွက်တဲ့ကဲ့သို့ပြုတ်လေသမျှတို့၌စေတနာနဲ့ပြုကြလောလို့ဖခင်ကပြောထားတာဖြစ်တယ်ဒါကြောင့်ညီကိုတွေအားပေးခြင်းတဲ့အရာကဘာလဲဆိုလို့ရှိရင်ဒီမှာရှင်းနေကြတော့လူကြီးမင်းများလေး၎င်းဒီအမျိုးသမီးများအားလုံး၎င်းကိုနေရဲ့စင်တန်းဘာပဲလို့ဘာပဲကန်ကိုလို့သမျှအရာဒီစေတနာပါတော့အလုပ်ဖြစ်ပါစေစေတနာမှာပါနဲ့လောဆောင်တော်သူဖြစ်ပါစေတနေ့ကျရင်ကိုယ့်ရဲ့စေတနာကကိုယ့်စီရောင်ပြန်ဟလာမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီကနေ့ညခွန်အားပေးခြင်းတာဖြစ်တယ်ရှီလေးရှီသွားပါပြီအားလုံးလေးကျေးဇူးတင်ပါတယ်အားလည်းနာပါပြီအရောက်ချင်းစီတန်းအတွက်ဘုရားသခင်ကောင်းချီးပေးပါစေ